ဘိုးဘိုးယုံမှာတောင်းတနေတဲ့ကြားထဲမှာတိုက်စိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့ရွာလေးတွေ့ရရှိပါတယ်အသက်20ကျော်အရွယ်မြို့ပေါ်ကလူဝင်တယောက်ဖြစ်တဲ့ကိုစောအောင်ကစံကြီးဆရာတွေကိုခဏထားပြီးအနာယူဖို့အတွက်သူတငယ်ချင်းအောင်ကြီးရှိရဲ့ဒီရွာလေးစီကိုထွက်လာခဲ့ပါတယ်တကယ်ကြီးတွေ့နေကြပြီကွာဟာတော့မင်းလာမယ်ဆိုလို့မျောနေတာပေါ့ဟဲ့မင်းငါတို့စီမှာမင်းပြောတလောင်းနေတော့ဟဲ့မင်းဘာမှအာနာစရာမလိုဟာတော့မင်းမနေခိုင်းလဲနေမှာမင်းဒါကတော့စိတ်မပူငယ်ကိုစောအောင်နဲ့ကိုအောင်ကြီးတို့တငယ်ချင်းတွေကညနေခင်းရောက်တော့ရွာထဲကထေးဆိုင်ကိုထွက်လာခဲ့ကြပါတယ်ကိုအောင်ကြီးရဲ့အမေကည7 နာရီကြောင်မနေဖို့အင်ကိုစောစောပြန်လာဖို့မလိုက်ပါတယ်ဒါပေမဲ့သူတို့တငယ်ချင်းတွေကတော့ဒီတိုင်းပဲဘာမှတွေးမိနေပဲထွက်လာခဲ့ကြပါတယ်ကိုစောအောင်တို့တငယ်ချင်းတွေကထေတစ်ခွက်ပြီးတစ်ခွက်တောက်ရင်ရှေ့ဟောင်းနောက်ဖြစ်တွေကိုပြောရင်ရီမောရင်းနဲ့ပဲအတော်လေးမှုနေကြပါပြီဆံပင်ရှင်ဦးလေးကည9 နာရီလောက်ရောက်တော့ဟေးအောင်ကြီးမင်းတို့လက်ဆက်တက်ပြီးပြန်ရတော့ကွာရောဦးလေးဆိုင်ပိုက်တော့မယ်ကိုစောအောင်ကအံ့ဩသွားပြီးဟဲ့အောင်ကြီးမဖြစ်တယ်လို့ကွာမင်းတို့ရွာရတယ်စောကြီးပဲရှိရအခုမှပဲတောက်ကောင်းလုံးမရှိသေးတာယူအဲ့ဒီခါမှပဲကိုအောင်ကြီးကရွာမှာဖြစ်ပြနေတဲ့ထူဆန်းတဲ့အကြောင်းအရာကိုပြောပြပါတယ်ဒီလိုကွာတငယ်ချင်းမတို့ရောမှာလုံခဲ့တဲ့9 နှစ်ကမကြီးအေးဆိုတဲ့မျိုးသမီးတယောက်ရှိတယ်သူမအတန်းနဲ့ရွယ်တားလေးတယောက်လည်းရှိတယ်ကဲဆိုတော့ကွာသူယောက်ျားကမကြီးကလေးမွေးပြီးမကြခင်မှာပဲပိုးထီပြီးဆုံးသွားတယ်မကြီးတယောက်လည်းသူတားလေးနဲ့တူရွာထဲမှာအကျော်ရောင်ပြီးလောက်ကန်စားတော့ကြတာပေါ့ကွာတနေ့တော့သူသားလေးကအပြင်းချပြီးစီခံပြဖို့ပတ်စံမရှိရနဲ့ရွာထဲမှာအိမ်တိုင်းကိုပတ်စံရှိဖို့ချောက်တော့ခဲ့တယ်ဒါပေမဲ့ဘသူမှလည်းမကူညီခဲ့ကြဘူးနောက်ဆုံးတော့သူသားလေးလည်းထုံသွားတယ်ကလေးဆုံးပြီးရပိုင်းကြမှာပဲမကြီးလည်းကိုဆုံးစီရင်သွားခဲ့တယ်ဆလန်ကဒီမာရီမပြီးတော့ဘူးဝါရောမကြီးကသူတတ်တရားတာရွာသားတွေအကြောင်းလို့အညှို့ထားသွားတယ်သူတီးပြီးတဲ့နောက်မှာရွာသားတွေကသူ့အိမ်ကိုတွားဖြိုကြတယ်ဒါပေမဲ့အိမ်ဖြိုတဲ့နေ့မှာအိမ်ဖြိုတာမှာပါတဲ့ရွာသား2 ယောက်ကအကြောင်းပြချက်မရှိပဲရုပ်ရည်ဆုံးသွားအဲ့ဒီကနေ့ကဘသူမှအဲ့ဒီနာမတွားရတော့ညဘက်ဆိုရင်အဲ့ဒီအိမ်ထဲကနေကလင်းကိုတန်းပြီးကလီရှော့တိုက်တဲ့သင်းတွေကြားတယ်လို့ပြောကြတာပဲတချို့ကတော့ညင်တဲ့အချိန်မှာမကြီးနဲ့သူသားလေးကရွာထဲမှာရှောက်သွားနေကြဘူးမြင်ဖူးကြတယ်လို့ဆိုကြတာပဲကွာအဲ့ဒါကြောင့်ည7 နာရီကျော်သူမှ implement ထွက်ရကြတော့ကိုစောအောင်ကတော့လူငယ်တယောက်ရဲ့သဘောအတိုင်းတဲတစီဆိုတာကိုအယုံကြည်မရှိပါမင်းတို့ကလူတွေကလည်းကွာတကယ်ကကြောက်တယ်တဲတစီဆိုတာတကယ်မရှိဘူးလေဟဲ့မင်းရှိရင်တော့မင်းတဲတွေကပဲလူကိုပြန်ကြောက်အခုကမင်းတို့ကကြောင်းပြန်မင်းတကယ်မကြောက်ဘူးလားဒါဆိုမင်းည7 နာရီမှာမကြီးတို့အင်ကိုတွားရလားဘာကြောက်စရာရှိလဲမင်းတွားရင်မင်းပါကြံပေးမလဲမင်းတွားရင်ငါတလားလုံးမင်းထိုင်တယ်လုပ်ပေးမယ်ကွာအကောင်းမေးရောငါဒီညသွားမယ်မင်းတလန့်ပြပေးငါ့ကိုစောတော့ကိုအောင်ကြီးရဲ့အလောင်းစားကိုလက်ခံလိုက်ပြီးသူတို့နှစ်ယောက်ထေးဆိုင်ကနေပြန်လာခဲ့ကြပါတယ်ဒီလိုနဲ့ည7 နာရီလောက်ရောက်တော့ကိုစောအောင်နဲ့ကိုအောင်ကြီးတို့တငယ်ချင်း2 ယောက်ကမကြီးရဲ့အိမ်စီကိုထွက်လာခဲ့ကြပါတယ်မကြီးရဲ့အိမ်နောက်ဝရောက်တော့ကိုအောင်ကြီးကကြောက်လန့်လန့်နဲ့ပဲခြံပြင်ကနေစောင့်နေခဲ့ပါတယ်ကိုစောအောင်ကတော့မကြီးရဲ့အိမ်ကိုတဖြည်းဖြည်းရှင်းကပ်သွားပါတယ်မကြီးရဲ့အိမ်ကလူမနေတာကြာပြီဖြစ်တဲ့အတွက်အမိုးတွေနေရံတွေကပျက်စီးနေပြီးတကယ်ကိုခြောက်ရှားဖွယ်ဖြစ်နေပါတယ်ကိုစောအောင်ကအိမ်နောက်ရောက်လာတော့ရုတ်တရက်ကလင်းကိုတန်တူလို့ညှိတန်တူလို့အတန်တစ်ခုကိုကြားလိုက်ရပါတယ်သူ့ရင်ထဲမှာတော့ကြောက်စိတ်ကတဝက်တီလိုစိတ်ကတဝက်နဲ့ပဲအိမ်ထဲကိုဝင်သွားပါတယ်အိမ်ထဲမှာအမျိုးသမီးတယောက်ကအခက်လွှဲပြီးကလေးရှော့တိတ်ကကြောပြီးထိုင်နေပါတယ်ခဏနေတော့အဲ့ဒီအမျိုးသမီးက ခဏနေတော့အဲ့ဒီအမျိုးသမီးက ကိုစောအောင်
ကိုစောရဲ့မျက်စိရှိမှာပဲရုတ်တရက်အနည်းကထွက်ပေါ်လာခဲ့ပါတယ်ကိုစောတယောက်အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကြောက်လန့်တဲ့ကြောက်အော်ဟစ်ပြီးအိမ်ထဲကနေအောင်ကြီးရှိတဲ့ရှံပြင်းထိထွက်ပြေးလာခဲ့ပါတယ် ဟေးအောင်ဘာဖြစ်တယ်လဲဝမ်းရောဘာကျွလို့ရို့လဲဘာဖြစ်တယ်လဲဘာဖြစ်တယ်လဲ ကိုစောတယောက်ကတော့တလုံးတစ်ပါးမှပြန်မပြောနိုင်ပဲတစ်ဆက်ဆက်တုံနေပါတယ်အဲ့ဒီတညလုံးကိုစောအောင်ကပြင်းပြပြီးတော့ကြောက်လန့်နေခဲ့ပါတယ်မနေ့ကရောက်တော့ကိုစောအောင်ကညာကတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောပြပါတယ် ငါတွေးခဲ့တာကအသက်အလက်ပိုင်းညှို့သမီးတယောက်ကွာရောက်စပင်းကဖားလာကြနေပြီးတော့သူမျက်လုံးတွေမှာလည်းတွေးတွေပြည့်နေတယ်သူကငါ့ကိုကြည့်ပြီးတော့ပြောတယ် နင်တို့ကြောင့်ဟာသားသေးရတာနင်တို့ကြောင့်ဟာသားသေးရတာ ဒီဖြစ်တဲ့တဲ့နောက်မှာတော့ကိုစောအောင်ကကောင်းကြီးတော့ရွာမှာဆက်မနေတော့ပဲမြို့ပေါ်အမြန်တင်သွားခဲ့ပါတယ်ရွာသားတွေကလည်းဒီဖြစ်ရကိုကြားပြီးအရင်ကတည်းကပူပြီးကြောက်လန့်ကုန်ကြပါတယ်မကြီးရဲ့အိမ်ကတော့ရွာရဲ့အဆုံးမှာခြောက်ရှားပွဲရရှိနေစေဖြစ်ပါတယ်ဒီဖြစ်ရဖြစ်ပြီးတဲ့နောက်မှာတော့ရွာသားတွေကမကြီးကိုကျွလို့စေဖို့အတွက်ဖုန်ကြီးเจ้าမှာအမြတ်တမ်းပေးဝေခဲ့ပါတယ်ဒါပေမဲ့မကြီးနဲ့သူ့သားလေးရဲ့ဝိညာဉ်ကတော့မကျွတ်မလွတ်ပဲရွာထဲမှာရှိနေစေပဲလို့ရွာသားတွေကတော့ယုံကြည်နေကြတော့မှာပဲ